Hello မင်္ဂလာပါဒီနေ့ဒီဖောက်ပြပေးမယ် figure လေးနှစ်ခုပါဒါ customer ဒီလေးတယောက်မှားထားတာရေဒါကြတော့ကျွန်တော်ဘာသာကျွန်တော်ဝယ်ခြင်းလို့ဝယ်ထားတာတဲ့ figure လေးနှစ်ခုကိုဖောက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီပထမဆုံးကဒီ customer ညီလေးတယောက်မှားထားတဲ့ဒီ figure လေးကိုစပြီးတော့ဖောက်ပြပေးပါမယ်ကဲဘာ figure လေးလဲဆိုတာအားလုံးနဲ့တူကြည့်ကြရအောင်ကဲဒါလေးကတော့ဘေးကနာပို့လိုက်မယ်ပေါ့နော် Okayကောင်းလေးကိုစပြီးဖွင့်ကြည့်အိုးစိုက်ကြည့်ရတော့အကြီးပဲခင်ဗျစိုက်ကြည့်ရတော့အကြီးပါပဲဘာဖီဂါလေးလဲဆိုတာတော့အားလုံးနဲ့တူကြည့်ကြရအောင်ဒီကောင်လေးကပြောရရင် figure အနေနဲ့ထွက်တာတော့မဟုတ်ဘူးဒီ Universal Studio Japan အနေပြီးတော့ဒီ Kimetsu no Yaiba Japan လို့ဆိုရင်မြန်မာဟိုဆိုအင်္ဂလိပ်လို့ဆို Demon Slayer ပေါ့နော်ဒီ Demon Slayer နဲ့ collaboration လုပ်တဲ့အနေနဲ့ဒီ amusement ပေါ့နော်သူရဲ့ပန်းညံပေါ့နော်ဒီ USJ Studio မှာ collaboration product အနေနဲ့ထုတ်ရောင်းတဲ့ popcorn box ပေါ့နော် figure ပုံစံ popcorn box ကလေးဖြစ်ပါတယ်ကဲစပြီးတော့ဖွင့်ကြည့်ကြရအောင် Demon Slayer ဆိုတော့ဘာ character ဖြစ်မလဲဆိုတာကဲအားလုံးပဲခန့်မှန်းကြည့်ရအောင်โอเคထွက်လာပါပြီဒါလေးကတော့ Demon Slayer ကဒီ Nezuko figure popcorn box ကလေးဖြစ်ပါတယ် popcorn box figure ပေါ့နော်အဲ့တော့ဒီကောင်လေးကိုဆက်ဖွင့်ကြည့်ကြရအောင်ဒါလေးကတကယ်တမ်းကတော့ပေါ့နော်ဒီ Universal Studio မှာဘာလို့ရတာလဲဆိုတော့ဒီ popcorn ပေါ့နော်ပေါက်ဆုပ်ဒီပေါက်ဆုပ်ကိုစားတဲ့အခါကျလို့ရှိရင်ပေါက်ဆုပ်မှာစားတဲ့အခါကျရင်ဒီကောင်လေးကဒီလိုလေးလွယ်ပြီးတော့ပေါက်ဆုပ်ကိုထည့်စားတာပေါ့နော်ထည့်စားတဲ့ figure လေးbox ကလေးဖြစ်ပါတယ်ဒါပေမဲ့ရှေ့မှာကျတော့ဒီလိုမျိုး Nezuko အယုတ်ကလေးပါတယ်တော်တော်လေးကြီးတယ်ဒီ box ကလေးကဒီမှာတကားလေးပါတယ်ပေါ့နော်တကားလေးပါတယ်တကားလေးကတော့အပိတ်ဖွင့်ရတော့လုံးလို့မရတော့သူကအသေးမတကားလေးပါတယ် box ကလေးပါတယ်လုံးဝဒါတန်းကြီးလိုကနေပြီးတော့ Nezuko ထည့်လွယ်တဲ့ box အလေးတိုင်းပဲအပေါ်မှာအနောက်မှာဒီမှာဂျောပွေးလွယ်ကျိုးလေးလည်းပါတယ်ဒါကကြတော့တန်းကြီးလိုကနေပြီးလွယ်တဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မို့တန်းကြီးလိုရဲ့ဒီတစိမ့်ပေါ့နော်တန်းကြီးလိုရဲ့တစိမ့်အစိမ်းရောင်ကွက်ကလေးပါတယ်ပြီးရင်ဒီ strap မှာလည်းဒါ Universal Studio Japan နေပြီးတော့ဒီ exclusive ပေါ့နော် exclusive အနေနဲ့ collaboration ထုတ်ထားတဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာ USJ Japan ဆိုတာလေးရတယ်စာသားလေးပါတယ်အဲ့တော့ဒီကောင်လေးကိုတစ်ချက်ကြည့်ကြရအောင်ဒါလေးကတော့ Nezuko ရုပ်ကလေးပါဒီ box ကလေးကိုတစ်ချက်နှိပ်ကြည့်မယ်ဆိုရင်အနောက်မှာကြောပိုးတဲ့ဟာလေးလည်းပါတယ်ပြီးရင်ဒါကကြတော့သူက popcorn ထည့်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာ box ကလေးပါတယ်ပေါ့နော် popcorn ထည့်လို့ရတယ်ဒီကောင်ကဒီမှာဖွင့်ပြီးတော့ပစ္စည်းတွေပါလည်းထည့်လို့ရတယ်ဒီထဲမှာတကယ်ကတော့ဒီထဲမှာဗာထည့်ရတာလဲဆိုတော့ပေါက်ဆုပ်ကိုထည့်ပြီးတော့ပေါက်ဆုပ်နှိုက်စားတာအဲ့လို popcorn box လို့ခေါ်တယ်ပေါ့နော်ဒီကောင်လေးကအပိတ်ဖွင့်လို့ရတယ်အထဲမှာပစ္စည်းထည့်လို့ရတယ်ဒီကောင်လေးက unwrap ကလေးပေါ့နော်အဲ့တော့ဒီကောင် figure အနေနဲ့အလှစုခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီကောင်လေးကိုတော့ဖြုတ်လို့ရတယ်ဒီ strap ကလေးကဖြုတ်လို့ရတယ်ပေါ့နော်ဖြုတ်လို့ရတော့ကြတော့ strap ကလေးကိုဖြုတ်ပြီးတော့အလှစုလို့လည်းအဆင်ပြေတယ်တော်တော်လေးစိုက်လေးကြီးတယ်တော်တော်လေးလှတဲ့ figure လေးဖြစ်ပါတယ်ကဲအားလုံးပဲဒီလိုမျိုး figure လှလေးတွေပြီးတော့ကြတော့ဒီလို limited edition figure ပုံစံမျိုးလေးတွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ဒီ Wikipedia မှာအခုပဲ pre-order စပြီးတော့တင်လိုက်တော့ကဲနောက်ထပ်ဒီပုံလေးပေါ့နော်ဒါလေးကတော့ကျွန်တော်တန်လဲဈေးလဲအဆင်ပြေတဲ့ fair ဖြစ်တယ်ကျွန်တော်လည်းဒီစုတဲ့ဒီ run series figure လေးနှစ်ခုပါတယ်ပေါ့နော်အဲ့ဒီဟာလေးကိုဆက်လိုက်ကလေးဝယ်ထားတာလေးရှိတယ်အဲ့တော့ကျတော့ဒီကောင်လေးကိုလည်းအားလုံးနဲ့တူတူဖောက်ပြီးတော့စစ်ကြည့်ကြရအောင်ကဲဒီကောင်လေးမှာကျတော့ဘာ figure တွေပါမလဲဆိုတော့ figure 3 ရုပ်ပါတယ် figure 3 ရုပ်ကတော့ခုနပြောတဲ့ run series figure 2 ရုပ်ရယ်ပြီးရင်နောက်တစ်ရုပ်ကတော့ဘာလေးဖြစ်မလဲဖောက်ရင်းနဲ့ကြည့်ကြပါဘောနော်โอเคစပြီးတော့ဖွင့်ကြည့်ရမယ်က
ကဲပထမတစ်ပုံကတော့ဒီ figure လေးဖြစ်ပါတယ်ပြီးရင်ဒုတိယတစ် box ဒုတိယတစ် box ကတော့ဒီ Nami figure လေးပဲဖြစ်ပါတယ် Nami လေးပါကဲနောက်ဆုံးတစ်ခုကတော့အားလုံးရဲ့အချစ်တော်one piece fan လေးရဲ့အချစ်တော်ဘာဂီပဲဖြစ်ပါတယ်ဘာဂီရဲ့ဒီကလေးဘွား childhood figure လေးပါဘာဂီလေးပါဒီကောင်လေးကတော့ Ichiban Gucci ပေါ့နော် Ichiban Gucci ဘာဂီလေးတရုပ်ရဲ့ပြီးတော့ကြတော့ဒီ Nami ပေါ့နော်ဒီ Nami run figure လေးတရုပ်ရဲ့ပြီးတော့ကြတော့နောက်ဆုံးတစ်ခုကဒီ BB လေးပေါ့နော် BB လေးလည်းတစ်ချက်ဖွင့်ကြည့်ကြအောင်ဒီကောင်လေးကိုတစ်ချက်ဖောက်ကြည့်ကြမယ်ဒီ run figure လေးပေါ့နော်ကျွန်တော်စီမှာကတော့လောဆယ်စုထားတဲ့ယာမာတူလေးရှိတယ်အခုထပ်ပြီးတော့ဝယ်လိုက်တာဒီ BB run ဒီ childhood figure လေးရယ်နောက်တစ်ခုကကြတော့ဒီ Nami ပေါ့နော် Nami ရဲ့ run childhood figure လေးဝယ်လိုက်ပါတယ်သူကအစုံလိုက်ရောင်းတာဖြစ်တဲ့ကြောင့်နောက်တစ်ခုကတော့ဒီ Buggy လေးကိုဝယ်လိုက်တယ်ပေါ့နော်နှစ်ဈေးလဲတော်တော်လေးကို fair ဖြစ်တဲ့အတွက်ကြောင့်မို့ဒီကောင်လေးကို3ရုပ်ကလေးဝယ်လိုက်တာဖြစ်ပါတယ်အဲ့ဒါကြတော့ဒီတစ်ခေါက်ကတော့ကျွန်တော်စီမှာလိုချင်လို့လာပြီးတော့အားပေးခြင်းတဲ့လူရှိရဆိုလို့ရှိရင်ဒီ figure လေး2ရုပ်ကိုလည်းပြန်ပြီးတော့ figure 3ရုပ်စလုံးပြန်ပြီးတော့ရောင်းချပေးသွားမှာဖြစ်ပါတယ်ဒီရနိုင်တာကတော့ဒီNami ရှိမယ်ပြီးနောက်တစ်ခုကကြတော့ BB လေးရှိပါမယ်ပြီးရင်နောက်ဆုံးတစ်ခုကကြတော့ဒီ childhood Ichiban Gucci ရဲ့ Ichiban Gucci ကထွက်ထားတဲ့ Buggy ရုပ်ကလေးဒီ3ရုပ်ကိုကျွန်တော်စီမှာမှာယူလို့ရပါတယ်ကဲအားလုံးပဲဈေးနှုန်းစုံစမ်းလို့ပါကချက်ပေါက်မှာလာပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးပဲကျေးဇူးပါတတဘိုင်ဘိုင်